အိုင်စတိုင်းဆိုတဲ့ပညာရှင်ကြီးရတော့ဒီသူဘယ်ဘာသာမှကိုးကွယ်တာမဟုတ်တော့လေအကယ်၍ဘာသာတစ်ခုကိုရွေးချယ်ရမယ်ဆိုရင်သူဗုဒ္ဓဘာသာပဲလုပ်မယ်လို့ပြောသွားတာရှိတယ်ပေါ့နော်ဆိုလိုတာကစဉ်းစားဉာဏ်ကိုဦးစားပေးထားစဉ်းစားဉာဏ်အကြောင်းကျိုးဆင်ញင်မှုနဲ့သွားတာတော့ဘုရားရဲ့အဆုံးအမတွေပဲဖြစ်တယ်ပေါ့အေးတန်တရားရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လူတွေဟာအကျင့်ကောင်းပြီးဇေယိုက်ကောင်းပြီးကောင်းတာတွေလုပ်တဲ့အခါမှာနတ်ပြည်တွေမှာစီကားတယ်ဇေယိုက်တွေဆိုးပြီးတော့မကောင်းတဲ့အကျင့်တွေကျင့်လို့သုခကာလရောက်ပြီဆိုရင်နတ်ပြည်တွေဟာသွေးချောက်ပြီးတော့သွားတယ်ဆိုတဲ့ဒီအဆိုဟာဒီနှစ်ခုဆက်ဆက်ပြီးတော့တည်နေတာဟာလက်ရှိလူပြည်အနေထားနဲ့လည်းမတမကိုက်ညီတယ်ပေါ့ဘုရားအဆုံးအမဆိုတာဘာတွေလဲလို့အချင်းချုပ်ကြည့်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဆုံးမတာအကြောင်းနဲ့အကျိုးဆုံးမတယ်ကံကံဤအကျိုးရှိတယ်ဆိုတာကိုဆုံးမတယ်ကုသိုလ်ကံဆိုတာကုသိုလ်ဆိုတာလုပ်လို့ရတယ်အကုသိုလ်ဆိုတာလည်းလုပ်လို့ရတယ်ကုသိုလ်ဆိုတာလည်းရှိတယ်ကံဆိုတာလည်းရှိတယ်ကုသိုလ်ကံရဲ့အကျိုးလည်းရှိတယ်အကုသိုလ်ကံရဲ့အကျိုးလည်းရှိတယ်ဆိုတာတွေကိုမြတ်စွာဘုရားအခြေခံအဖြစ်ဆုံးပါအဲ့ဒါလို့ကံပေါ်မှာမှီတည်ပြီးတော့လူတွေဟာတန်တရားထဲမှာတဝဲလဲလဲဖြစ်နေတဲ့အချိန်မှာမြတ်စွာဘုရားတန်တရားရဲ့ထွက်ပေါက်ဆိုတာလည်းရှိတယ်မြတ်သောအကျင့်ကိုကျင့်ခြင်းအဖြစ်မဂ္ဂင်၈ပါးအကျင့်ကိုကျင့်ခြင်းအဖြစ်တန်တရားထွက်ပေါက်ကိုရနိုင်တယ်ဆိုတာကိုလည်းမြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်အေးကံရှိသည့်အတွက်ကြောင့်ကံရဲ့အကျိုးပေးရာ32ပုံဆိုတာရှိတယ်ဆိုတာကိုလေကံနဲ့ဆက်ဆက်ပြီးတော့ဟောခဲ့တယ်ဘုံဌာနဆိုဒီမှာဒီကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ရဲ့နေရာနဲ့မကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ရဲ့နေရာဟာတူတူဆိုရင်ဘယ်ဖြစ်နိုင်မလဲပေါ့လောကသဘာဝအချိကောင်းတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးခံစားရမယ့်နေရာမကောင်းတဲ့ပုဂ္ဂိုလ်ရဲ့ခံစားရမယ့်နေရာဆိုတာရှိကိုရှိနေရမှာဖြစ်တယ်ဒါကြောင့်မို့ကံရှိလို့ဘုံရှိရနော်တချို့ကတော့ပြောသေးတယ်ဒီဘုံကန်းနဲ့မြောက်တယ်ငရဲကန်းနဲ့ခြောက်တယ်လို့လူတွေကိုမရှိဘဲနဲ့တက်တက်ပြောတဲ့အောင်ကြောင်းရေးကြတာလည်းရှိတယ်တကယ်ကတော့ဘုံကန်းဆိုတာကောင်းတဲ့လူတွေအတွက်ကောင်းကျိုးချမ်းသာရတဲ့နေရာကိုဖော်ထုတ်ခြင်းပဲဖြစ်တယ်ငရဲကန်းဆိုဒီမှာမကောင်းတဲ့ဇေယိုက်ဆိုးတွေပြုကျင့်တဲ့ပုဂ္ဂိုလ်တွေအတွက်ဒုက္ခရောက်တဲ့အနေအထားတွေကိုဆိုလိုတာဖြစ်တယ်ဒီကနေ့ခေတ်လူလောကမှာပဲကြည့်ကောင်းတဲ့ပုဂ္ဂိုလ်တွေကောင်းတဲ့နေရာရောက်ပြီးမကောင်းတဲ့ပုဂ္ဂိုလ်တွေမကောင်းတဲ့နေရာရောက်တယ်ဆိုတာထင်ရှားနေတာပဲလေဝေးဝေးလန်လန်ကြည့်မနေရအမှန်တမ်းထင်ရှားတယ်အဲ့ဒါလို့မြောက်တာ၆တာမဟုတ်ဘဲနဲ့တကယ်ကိုမတူညီတဲ့ပြုလုပ်မှုတွေကြောင့်မတူညီတဲ့အကျိုးခံစားရတယ်ဆိုတာသဘာဝကြတာပေါ့ကောင်းတာလုပ်ရတဲ့အဆိုးဖြစ်နေရင်ဘယ်သဘာဝကြမလဲမကောင်းတာလုပ်ရတဲ့ကောင်းတာတွေဖြစ်နေမယ်ကောင်းတာလုပ်ရတဲ့အဆိုးတွေဖြစ်နေမယ်ဆိုရင်လေမကောင်းတာကောင်းတာလုပ်ရချိုးဘယ်နှတ်တော့မလဲဒါကြောင့်မို့လို့ကောင်းတဲ့ပုဂ္ဂိုလ်တွေအတွက်ကောင်းကျိုးချမ်းသာခံစားမဲ့နေရာရှိတယ်လို့မကောင်းတဲ့ပုဂ္ဂိုလ်တွေအတွက်မကောင်းကျိုးခံစားရမယ့်နေရာရှိတယ်ဆိုတာတဘာဝတရားကြီးရဲ့စီမံဖန်တီးမှုသာဖြစ်တယ်ပေါ့ဘယ်ပုဂ္ဂိုလ်တူမှစီမံဖန်တီးနိုင်မဟုတ်ဘူး